လာဆိုင်ဖွဲ့ကနေဒါရောက်ပြီးမှအတိကဖြော်ပြတဲ့ဘုရားပိတိကနေရာတဲ့ခန္ဓာနောက်ရဒီတာယာဖို့တော့မျောလဲပါလေဒီကနေ့နဘောတော်လည်းပဲရာသီဥတုတာယာဆောင်းချပေးကြပါဆိုတော့သူပန်ကြပါတယ်ဦးစီးဗရဏနိုင်ကဆရာတော်ဖြစ်တော်မူသောမြတ်ကို52ရပ်ကွက်မဟာကရယောကျောင်းသားကြီးဦးစီးဗရဏနိုင်ကအနန္တဥဒ္ဓမလင်္ကာရပြုဝန္တအမှုထား၍ဗဂိတမဟာကရယောပရိယတိဇာတဲ့၌ဦးစီးဗရဏနိုင်ကဆရာတော်ပတ္တဝိဇိတာဇေညဆရာတော်ဘုရားကိုဥထိတ်ထားကအလုံးသောယေဝိယနိမဘုရားရကဘုရားတာယိကမခொနနေရှိနာမဝဏိယတတိတောသူအပေါင်းတို့ကစုပေါင်း၍လှူဒန်းဤသည်အောင်မြင်ပြီးခဲ့ပါသောသုတောင်းဖြင့်ဒီလိုချမ်းသာအောင်ဒီတော်မြတ်ကြီးဟုတ်ပြီပါခုတော့ထီတော်ပင်ဆောင်ခြင်းခန္ဓာပဲဖြစ်ပါတယ်ကဲစိုက်စရာစောစောဖို့ရေးစီတော်ကြီးတဲ့ခဏရွတ်ပြပါဦးပြေးတော့မရောက်ဒီဘက်နေပတ်မှာနော်မရောက်တော့မှပတ်မှာကြာလို့ရပြရပြဒါရရမလို့တော့တစ်ချက်ပြရတယ်ဘာလဲလို့ပြောလို့ဒီနာနဲ့တော့လည်းမကြဘူးဒီတော်လေးမကြဘူးပါလေသိချာလေးဒီပါဟယ်လိုဘာလဲရပါဘူးဘယ်လိုလဲဘာလာလာကြရစကြဝဠာသူရရရှိကိကာလာစတိမြေဒီလိုရှိဟာလာအော်ဒီနာကောင်းလို့ဒီလိုရှိနေဘာလို့ဒီကြဲဆိုင်နေဒီလိုဝါဟ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 ုမြတ်ဥပ္ပနာဓမ္မကြောင့်ဒီသတိဝေဝေဝိသေဒီတော့တိုင်းဒီပြောင်းလို့ရာလို့ရာလို့ဘယ်လိုဘယ်ညာဘယ်လိုလဲတမီဝီကုတီ
မာယာတာရဆေးရာဒီနာဆေးရာဒီနာသဘောတော်သဘောတော်သမာဘုရားရဲ့ဆေးကိုပါကျိုး
မြတ်ကြီးအရာ